ကျွန်တော်တော်လန်ပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်ကြောက်ဆယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့အမှတ်နှစ်တက်ရင်ထံကိုစစ်ကောင်စီမှမတရားဖမ်းဆီးထားတဲ့အလင်းဝင်ရောက်ခိုလုံခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပေးပါအောင်ဆိုလို့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ရရှင်းစင်လေးပြန်လုပ်ပေးလိုက်ပါတယ်ဖြစ်စဉ်ကတော့ကြောက်ဆယ်မြို့နယ်ကြေးရွာများမှာဗတ်ထူစစ်တင်တန်းကျောင်းအတင်းအဓမ္မပို့ဆောင်ခြင်းခံရသူတဦးမှာစစ်ကောင်စီတပ်သားများထံမှထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့14ရက်9လ2026ရက်နေ့မှာကြောက်ဆယ်မြို့နယ်ပကဖနဲ့ကြောက်ဆယ်ခရိုင်အမှတ်နှစ်တက်ရင်ကိုချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့ပါတယ်။၎င်းရောင်မှာအတူဖမ်းဆီးခေါ်ဆောင်လာသူ3ဦးနက်မှာ2ဦးသာလွတ်မြောက်လာခဲ့ပြီးတော့ဒီအကြမ်းဖက်စစ်တပ်ရဲ့မတရားတဲ့စစ်မှုထမ်းလူငယ်များအနေနဲ့လည်းကြောက်ဆယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနဲ့ကြောက်ဆယ်အမှတ်နှစ်တက်ရင်ထံကိုနှီးစက်ရချိတ်ဆက်ပြီးတော့စစ်မှုထမ်းဘဝမှာရုံထွက်ကြဖို့လည်းမှာကြားထားပါတယ်။ကဲကျွန်တော်တို့ဗီဒီယိုဖိုင်လေးတစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျာနော်။လို့ပါသွားတယ်ရွာဥက္ကရာထည့်လိုက်တာပါခင်ဗျာဘယ်ရွာလဲကြောက်စဲမြို့နဲ့ဘုံဝင်းကြီးပါခင်ဗျာအော်အေးဥက္ကရာထည့်လိုက်တယ်ဗောဟုတ်ကဲ့ပါခင်ဗျာဥက္ကရာထည့်လိုက်တော့မင်းဘယ်ရောက်သွားတယ်နင်းနှန်းကျောင်းဘယ်မှာလဲကျွန်တော်မိုးမှန်ပါခင်ဗျာမိုးမှန်ပါကျွန်တော်နင်းနှန်းကျောင်းမှာမိုးမှန်ပါကျွန်တော်စေဘက်တက်လက်ခဲလိုက်ရပါနင်းနှန်းဘယ်တင်ညာဘယ်တီမှာတော့ဘယ်တက်မှာတက်ရတာတော့ဘဒူးမှာပါခင်ဗျာကိုပိုင်နံပါတ်ပြောကိုပိုင်နံပါတ်214366ပါခင်ဗျာပါစာပါသေးလားပါစာပါခင်ဗျာအေးဟုတ်ပြီအဲ့ဆိုရင်မင်းကတနက်ကန်ရပြီလားအဲ့လိုမျိုးကျွန်တော်တို့လေးကြီးတွေနဲ့မှာတော့ကျွန်တော်တို့ဖြုတ်တက်တွေပါညာနဲ့ကျွန်တော်တို့လူပြကွင်းတွေပါညာပဲလေးပြကြည့်ရင်လည်းမှာတင်ပြရပြီရှိအောင်ကန်ရသေးပါဦးကိုပိုင်မကြာသေးပါဦးဘေးဘယ်လိုအောင်ဘလို့လုပ်ပြီးတော့ထွက်ပြေးဖို့ရည်ရွယ်ချက်ဘလို့ရတာကျွန်တော်တို့အဲ့ဒီမှာတနက်7လက်တက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာမိုးမှန်မှာထတ်တာမယ်ကိုဟိတ်မှာထတ်တာမယ်ဆိုလို့ထောက်လာမျိုးသူအားလုံးပဲမင်္ဂလာပါဝဲနေစရာတည်င်းလည်းဖြစ်သူစိတ်မကောင်းစရာတည်င်းလည်းဖြစ်တယ်ကျွန်တော်ဘက်ကဆုံးရှုံးမှုလို့လည်းပြောလို့ရတယ်။ဘာလဲဆိုတော့မကွေးတိုင်းဒေသကြီးငဖဲမြို့နယ်နဲ့မင်းမှုစကူမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ထိတ်တန်းလှုပ်ဝက်တည်င်းများကိုတော်လန်ရေးတပ်ဖွဲ့များတန်းကိုပေးပို့ခဲ့တယ်လို့ဆိုကအကြမ်းဖက်စစ်တပ်ဟာဝန်ထမ်း2ဦးပေါ့ဖမ်းဆီးခံလိုက်ရကြောင်းသိရပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ဒီငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှာအကြီးတန်းစည်ရေး2ဦးနော်နှစ်2ဦးနဲ့မင်းမှုစကူးမြို့နယ်စကူးမိသက်တပ်ဖွဲ့မှမိသက်တက်ချက်ကြီး2ဦးတို့ဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပါတယ်။၎င်းတို့ဒီစစ်ကောင်စီရဲ့လှုပ်ရှားမှုနဲ့ပတ်သက်သည့်ထိတ်တန်းလှုပ်ဝက်သတင်းများကိုကိုပိုင်ဖုန်းနံပါတ်များအသုံးပြု၍တော်လိုင်းတပ်ဖွဲ့အဖွဲ့အစည်းများထံကိုပေးပို့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်မှဆက်သွယ်ရေး operatorတဆင့်စောက်ကြည့်ထောက်လန်သိရှိခဲ့ရပြီးတော့ဖန်စီထိတ်သိမ်းခံရရတယ်လို့ဆိုပါတယ်ခမည်းတော်ကိုဘေးကင်းပါစေလို့ကျွန်တော်တို့ဆုတောင်းလိုက်ပါတယ်လေးစားပါတယ်ဒီလိုအကြမ်းဖက်အာဏာရှင်တွေကြားမှာရဲရဲတောက်စွာပြည်သူလူထုအကျိုးကိုစီရီယံမဝင်ဘဲနဲ့ဖရဲသီးလုပ်ပေးတဲ့ညီကို2ယောက်ဘေးကင်းပါစေကဲအားလုံးပဲဝိုင်းပြီးတော့ဆုတောင်းပေးကြပါဦးဗျဒေါ်လာမျိုးသူအားလုံးပဲမင်္ဂလာပါမင်းအောင်လိုင်းအကြက်ဖက်စစ်တပ်ဟာမကွေးတိုင်းမြိုင်မြို့နယ်မှာလူတက်မီးရှို့နေတဲ့အကြက်ဖက်စစ်ကြောင်းထိုးလာပြီးတော့ရွာပေါင်း10ခုမှာပြည်သူများတင်းရှောင်နေရပြီးတော့စင်ကူးမြို့နယ်ရှိကျွော်များကိုလည်းစစ်တပ်ကနေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုဘုံကျဲနေတယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါမကွေးတိုင်းမြိုင်မြို့နယ်မှာလူတက်မီးရှို့နေတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းထိုးလာတဲ့အခါမှာရွာပေါင်း10ရွာမှာရှိတဲ့ပြည်သူတွေဟာတင်းရှောင်နေရပြီးတော့လက်ရှိအချိန်မှာဝိုင်းရင်ချိုင်းရွာအိုက်မရွာနဲ့ပေပင်တိုက်ရွာတို့ကိုဖြန့်ကျက်ထားတဲ့အကြောင်းကျေးရွာ10ခုကျော်မှာထောင်နဲ့ချီတဲ့ပြည်သူတွေများဘေးလွတ်ရာထွက်ပြေးတိတ်ရှောင်နေရတယ်လို့ကျွန်တော်တို့သိရပါတယ်ကျွန်တော်ပြောချင်တာကပြည်သူနဲ့ဘာဆိုင်လဲမင်းတို့ပြည်သူအိမ်တွေမီးရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်ပြည်သူတွေကမင်းတို့လာရင်ပြေးနေရပြီဆိုတော့မင်းတို့သိလိုက်တော့ဗောမင်းတို့ရဲ့တက်ကအကြမ်းဖက်စစ်တပ်ဆိုတာကဘာကြီးကကောင်းကောင်းသိနေပြီပြည်သူကလည်းကောင်းကောင်းသိနေပြီလေနော်ဒါကြောင့်မို့မြိုင်မျိုးနယ်ကပြည်သူတွေစစ်ပေးရှောင်နေတဲ့ပြည်သူ10ရွာ10ရွာမှာရှိတဲ့ပြည်သူတွေစစ်ပေးရှောင်နေကြတယ်နော်မင်းတို့လောက်ရက်ကိုမင်းတို့ပြန်ကြည့်ပေါ့အကြမ်းဖက်စစ်တပ်ကကောင်းဒေါ်လာမျိုးသူအားလုံးပဲမင်္ဂလာပါစိတ်မကောင်းစရာပဲဘာလဲဆိုတော့မုံရွာအရာတော်ဘက်မှာမင်းအောင်လိုင်းအကြမ်းဖက်စစ်တပ်ဟာလက်ဖက်ရည်ဆိုင်ကိုဘုံကျဲလိုက်တာဖြစ်တဲ့အတွက်မွေးဖွားကန်ဒီကိုဝင်ဆောင်မိခင်တည်ဆုံးပြီးတော့ကလေးငယ်တူပါကလေးအပါပဲပေါ့နော်ဘိုက်တည်းကကလေးအပါပဲ3ဦးတည်ဆုံးသွားတယ်လို့သိရပါတယ်
အဲ့ဒီဓာတ်ပုံကတော့ဒါမင်းအောင်လည်းအကြံဖက်စစ်တပ်ကရဲရဲဆက်ဆက်ဘုံကျဲတပ်ဖြတ်လိုက်တဲ့မိခင်နဲ့ကလေးပုံဖြစ်ပါတယ်ကဲဟိုဘက်ကကောင်းလေလိပ်ပြလော်ပါစေလို့မင်းတို့ဒီနေရာကနေပြောလိုက်တယ်အကျွေးဆိုတာယူပြီးရင်ပြန်ဆက်ရတယ်နော်တော်လာပြည်သူအားလုံးပဲမင်္ဂလာပါဝမ်းသာစရာတည်င်းကောင်းကြီးများဝမ်းသာတာလိုက်တော့ဘာလဲဆိုတော့ကျွန်တော်တို့အထူးရဲကွန်မတိုအပတ်စဉ်တစ်ကနော်ရော်ကဲခေါ်ကွေးလေးကတော့နထိုးကြီးနယ်မှာပြည်သူအိမ်တွေမီရှိုဖောက်ထွင်းမှုလုပ်ရင်းနဲ့ပဲနထိုးကြီး PDF ကနေပြီးတော့အုံမွေးလုံးစာမေ့ပြီးတော့ခြေထောက်တစ်ဖက်တိုးသွားတယ်ပေါ့ဖြတ်လိုက်ရတယ်ဒါဖြတ်လိုက်ရတဲ့ခါမှာအထူးရဲကွန်မတိုဖြစ်သွားပြီးတော့အထူးရဲကွန်မတိုဖြစ်သွားတာနော်ကွန်မတိုမဟုတ်ကွန်မတိုခြေထောက်တစ်ဖက်တိုးဖြတ်လိုက်ရပြီနော်အာနာယူစကားမဆက်ဒီကောင်းလေးဒါစာအုပ်လက်ရောက်မှကျင်းသေးတယ်ဗျာနော်ပြည်သူတွေအမှတ်ရှိဖို့လိုတယ်ကျွန်တော်အယောက်20အပြင်းခံထားရတယ်ပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗမာပြည်တာလဲဆိုတော့6မြို့နယ်မှာ PDF ရဲဘော်တွေကနေပြီးတော့နော် PDF ရဲဘော်တွေကိုတပ်ဖြတ်သွားတဲ့ရဲကွန်မတိုစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တဲ့ခါမှာခွေး9ကောင်ရဲခွေး9ကောင်အဲ့နေရာမှာတင်သေပြီးတော့9ကောင်ဒဏ်ရာရအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကနေပြီးတော့ပြောထားပါတယ်အဲ့ဒီအောက်ကဓာတ်ပုံကအထူးရဲကွန်မတိုမိုင်းမိပြီးပြက်သွားတယ်ပေါ့နောက်ကကတော့လို့ရဲကွန်မန်တို့ကြီးဆိုတာဒါလားအကျုံတေချာဆိုးလာအောင်တောက်တဲ့တဲ့ကောင်တွေနဲ့တွေ့အဲ့လိုဖြစ်ကုန်မယ်ရွာတွေကမီးပတ်တို့တော့ဒီရုပ်တွေမဟုတ်တော့ရုပ်တွေတေချာကြည့်တာမယ်ပြောရဲကွန်မန်တို့ဆိုတာဒါလားမဝါလေးကြာတာပဲကျိုးတက်လက်နဲ့ဖြီးလိုက်ကျိုး没说8千不了了。现在这边啥？没啥工，没。干嘛？没。那是这边来那是。不能看带屋了，带屋。库马是不的。库马是带屋了，他不是毛巾。要了，谁带了？交了。好，交了这边我们当然是几个。哦。嗯。မင်းကဒုက္ခပဲမင်းတို့ကမိရင်အဲ့လိုပဲရောက်တိုင်းအဲ့မှာပြစ်တန်ငါတို့ကထင်ကြီးကောင်းကထောက်ဟာလားမလာတယ်လားဦးရကဦးရကြောင့်ဒီမှာတနေ့လာမှာမှတ်လားဟာဦးရခါမတက်ကလေးလောင်ဦးခါဆွဲပါတော့တော်ပြီလေဟာဒီကကြောပတ်တဲ့ကလုံးနဲ့တော့လာလို့ကာလာကခိုးอ่ะဟာကတူတူပါဟာမင်းဟာကတူတူပါအော်တော့လာမြန်တော့အိုးလေတမညာကိုတက်တော့နေကြမှာမကြနဲ့ဗမေဝါဟာကြီးအဖိုးပဲလားဟာကြီးတူခလာတယ်ပိစာကိုပနိတမော်လားဟိုကွာကလေးလေဟိုတဲ့ဟဲနဲ့ဒါနဲ့ဟုတ်ကဲ့ဒီကောင်းနေဒီအဲ့တွေကဒီကောင်းနေလွယ်တာပဲဒီကောင်းတော့ပိန်ညောင်းတာဟဲ့လားလွယ်နေတာပဲအခုကငချင်းမီးတွေဟိုတွင်းကိုဟဲ့ပေါ်လို့ကြည့်ရကိုဟဲ့အဲ့ဒါခဲနောက်ဆုံးပေါ်တော့ဒီကောင်ပြစ်လို့ကောင်းတယ်ဒီလိုဘလို့ခွန်ညာနေနောက်ဆုံးပေါ်လေတန်ကြီးအောင်ကိုင်းလုံးမလားမသေးပဲနေပါဘူးသေတော့ဆိုရင်ဒီကွအဲ့ဒါကကြည့်ကူမသေးပဲနေပါလားဒီကောင်ခဏပဲကျလာတော့ဝရတာခနဲ့ဂျမားဆက်ပါတယ်ဂျမားအဲ့ထောက်ရလဲဂျမားလားမိုးကရှိတာမိုးကမလည်းဝဲပြဿနာကိုလည်းမိုးကရှိတာမိုးတော့လူကနေတော့ကြောင်ကြောင်ကွာစတေးကဝလာတပ်ပဲကမဝတ်တော့ဖို့ဟဲ့ရတဲ့ဒီတဲ့ပဲမလည်းစောရောကိုရှိချာပါဟုတ်လားကိုရှိချာချာနာလားတခိုင်နော်ဆိုပေါ့တခိုင်ကချောခါလေတကယ်လူနေချာနာလားအော်ဘကလောကြီးလားလေဘကလောနေရကြီးပါဘကလောကထိုင်ရနေဟမ်ဘာကြီးဟမ်ဘာလာဘာမနေ
那，把来拿走。အဲ့မှာမိုးကရှိတယ်အဲ့မိုးကလေးဖြန့်ချလိုက်ပါလားအဲ့မိုးကလေးချလိုက်အဲ့မိုးကချလိုက်အဲ့မှာပြင်းပြချလိုက်ရအောင်